ကျွန်တော်ရေးစားရဲ့ဂျိုင်းမှာညဘက်ဆိုရင်အနီအောင်မွေးတွေပေါက်လာတယ်အဲ့ဒါကလျှက်စစ်စီးနေတယ်လို့တစီစီနဲ့အတန်တောင်ထွက်နေတာတိကျင်စိမ့်နဲ့သူ့အိမ်နေတော့ရေးပေးလိုက်တော့မှအမွေးတွေအောက်မှာချစ်ပြားတစ်ခုမြုပ်ထားတာသွားတွေ့တယ်အဲ့ဒီချစ်ထဲကအချက်လက်တွေကိုဖက်ကြည့်လိုက်တော့အံ့ဩသွားတာပဲအဲ့ဒီထဲမှာကလောက်ထဲကဖိုင်ပေါင်း30တောင်ရှိနေတာအဲ့ဒီထဲမှာသူတခြားယောက်ျားတစ်ယောက်နဲ့နန်းနေတဲ့ပုံတွေကြီးပဲအဲ့ဒီအချိန်မှာပဲသူ့ကိုသင်ခန်းစာပေးဖို့အချိန်တန်ပြီဆိုတာကျွန်တော်သိလိုက်တဲမဟုတ်ရင်သူကကျွန်တော်ကိုအနှံ့ပိုးတဲ့အမိုက်ကောင်လိုပဲထင်နေမှာပြီးတော့သူ့ရဲ့ပတ်စံရှိတဲ့ကောင်လေးကသူ့ကိုကာကွယ်ပေးနိုင်မယ်လို့ထင်နေဦးမှာအဲ့ဒီအချိန်မှာပဲကျွန်တော်ပြတင်းပေါက်အောက်ကကျင်းချောင်းပြီးမြစ်ပတ်တဲ့လမ်းကြားထဲမှာ Rolls Royce Spectre အမဲရောင်ဆက်စီးဆိုင်ရောက်လာတဲ့ဝစ်စုံနဲ့တက်တော်ဆောင်အယောက်ပေါင်းများစွာကမိုးရွာထားလို့ဘွက်အိုင်တွေဖြစ်နေတဲ့ကြားမှာမက်မက်ကြီးရက်နေကြတယ်သူတို့ကိုဥဆောင်လာတဲ့အဖိုးကဘွက်အိုင်တွေကိုဂရုမစိုက်ပဲကျွန်တော်ရှိမှဒူးထောက်လိုက်တယ်သူ့နောက်ကတက်တော်ဆောင်အယောက်ပေါင်းများစွာကလည်းတပြိုင်နက်တည်းဒူးထောက်ကြတယ်ပတ်ဝန်းကျင်ကအိမ်အိုကြီးတွေတောင်တုန်ခါသွားတယ်လို့ပဲရှမ်မီသားစုရဲ့အဆောင်ရှောက်36ယောက်ကိုဥဆောင်တဲ့ကျွန်တော်မျိုးဦးလေးကျူတခင်လေးရှမ်မူကိုလာရောက်ကြိုဆိုပါတယ်ကျွန်တော်ကတကားဝမှာရက်ပြီးဒူးထောက်နေတဲ့သူတွေကိုအထက်စီးကနေကြည့်ရင်အေးဆက်ဆက်ပြောလိုက်တယ်ဦးလေးကျူ3နှစ်တောင်ကြာသွားပြီပဲကျွန်တော်ရဲ့စမ်းသက်ကာလကဒီညပြီးပြီပေါ့ဟုတ်လားဟုတ်ကဲ့ပါဒီညကြွရသည့်အချိန်မှာပဲစမ်းသပ်မှုပြီးဆုံးပါပြီဒါကတခင်ကြီးကတခင်လေးကိုပေးခိုင်းလိုက်တဲ့အရာပါရှန်လုပ်ငန်းစုရဲ့အမြင့်ဆုံးအာဏာပိုင်အမတ်သားငကားရုပ်ပါတဲ့ကတ်အမဲပြီးတော့ကဘာတဝမ်းကပိုင်ဆိုင်မှုတွေကိုလှုပ်ရှားနိုင်တဲ့ကုန်နံပါတ်တွေပါအခုချိန်ကစပြီးကဘာအနှံ့မှာရှိတဲ့ရှန်လုပ်ငန်းစုရဲ့ကုမ္ပဏီပေါင်း13000လက်ထဲမှာရှိတဲ့ငွေသား3သိန်းဘီလီယံပြီးတော့ကြောက်စရာကောင်းတဲ့ညက်လက်ပိုင်းကိုရန်တော်အဖွဲ့အားလုံးကတခင်လေးရှန်မူရဲ့စိတ်ကြိုက်စေခိုင်းမှုအဆင်သင့်ပါပဲလွန်ခဲ့တဲ့3နှစ်ကရှမ်မိုဟာမိသားစုကစီစဉ်ပေးတဲ့အိမ်တော်ရေးကိုညှင်းဆန်ခဲ့ပြီးစိတ်တူပြီးအိမ်ကထွက်လာခဲ့တာသူ့အဖေကဝင်ငွေလမ်းကြောင်းအကုန်ဖြတ်တောက်ပြီးစကားတခုပဲပြောခဲ့တယ်မင်းပတ်ဆန်ရဲ့အရေးပါပုံကိုနားလည်တဲ့နေ့ကျမှပြန်လာခဲ့လို့အခုတော့သူ့အားလုံးကိုနားလည်သွားပြီးသူ့ဤသားကတခြားယောက်ျားနဲ့နန်းနေတာကိုမြင်လိုက်ရတဲ့အချိန်မှာအားလုံးကိုသဘောပေါက်သွားတယ်ရှမ်မိုကကက်ကိုတိမ့်လိုက်ပြီးသူ့မျက်လုံးထဲကနှွေးထွေးမှုတွေအားလုံးပျောက်ကွယ်သွားတယ်အဲ့ဒီအစားကြောက်စရာကောင်းတော့အောင်ဆူရှာတဲ့အကြည့်တွေနဲ့အစားထိုးလိုက်တယ်ဦးလေးကျူကျွန်တော်ကိုအကူအညီတစ်ခုပေးပါဟုတ်ကဲ့တခင်လေးပြောပါရှမ်မူကခဏတုတ်ဆိုင်သွားပြီးမိအောင်တွေလင်းထိန်နေတဲ့လူတွေရဲ့ကွက်ဖက်ကိုကြည့်လိုက်တယ်အဲ့ဒီမှာယူရန်နဲ့ရဲယူလို့ရှိနေကြတာသူ့နှုတ်ခမ်းမှာရက်ဆက်တဲ့အပြုံးတစ်ခုပေါ်လာတယ်ရဲမိသားစုရဲ့စီးပွားရေးကွန်ရက်တစ်ခုလုံးကိုစုံစမ်းပါပြီးတော့မနှက်ဖြန်ယူရန်ဘဲကိုသွားဖို့ပြင်နေလဲဆိုတာရှာပါသူတို့ကိုပြန်ပေးမဲ့လက်ဆောင်တစ်ခုပြင်ဆင်ခြင်းလို့ဦးလေးကျူတောင်ရှမ်မူရဲ့အကြည့်ကြောင့်တုံသွားတယ်အဲ့ဒီအကြည့်ထဲမှာပြင်းထန်တဲ့ဒေါသတွေကိုမြင်နေရတယ်အမိတ်တိုင်းပါသခင်လေးရဲမိသားစုဆိုတာရန်ချမ်းမြို့မှာဒုတိယတန်းစားမိသားစုလေးပါသူတို့ပိုင်ဆိုင်မှုက1000ဘီလီယံတောင်မပြည့်ပါဘူးကျွန်တော်မျိုးကိုခွင့်ပြုမယ်ဆိုရင်စုံစမ်းနေဖို့တော့မလိုပါဘူးမနက်မိုးလင်းတာနဲ့သူတို့ကိုဒေဝါလီခံအောင်လုပ်လို့ရပါတယ်မဟုတ်ဘူးအဲ့ဒါဆိုရင်သူတို့အတွက်တက်ညာလုံးရကြလိမ့်မယ်သူတို့ဂုဏ်ယူနေတဲ့အရာတွေအားလုံးတစ်ခုပြီးတစ်ခုပြိုလဲသွားတာကိုသူတို့ကိုယ်တိုင်မြင်စေချင်တာပြောပြီးတာနဲ့ရှမ်မူကကားထဲကိုဝင်လိုက်တယ်ကားလမ်းကြီးကငွေနဲ့ကြီးတစ်ကောင်လိုစင်းရဲသားရက်ွက်ထဲကနေတိတ်တဆိတ်ထွက်ခွာသွားတယ်ကားပေါ်မှာရှမ်မူကဂျိုဒူဖုန်းကိုထုတ်ကြည့်လိုက်တယ်ဖုန်းမျက်နှာပြင်မှာဘန်ကပို့ထားတဲ့စာလူပေါ်လာတယ်လေးစားအပ်ပါတော့တခင်လေးရှမ်မူလူကြီးမင်းရဲ့အကောင့်နံပါတ်888ကိုပြန်ဖွင့်ပေးလိုက်ပါပြီလက်ရှိသုံးစွဲနိုင်တဲ့လက်ကျန်ငွေက3သိန်းဘီလီယံပါသူကမျက်နှာတင်းနဲ့ဖုန်းကိုပိတ်လိုက်တယ်မျက်လုံးကိုမှိတ်ပြီးတွေးလိုက်တယ်ဂိမ်းကအခုမှစတာပါရန်ချမ်းမြို့မှာမိုးလင်းပြီးရဲယူအတွက်ကတော့ဒီနေ့ကအရန်နေလို့ကောင်းတဲ့နေ့ပဲမင်းညကကျောင်းရဲ့အလှဆုံးမိန်းကလေးလူယူရန်ကိုတိမ့်ပိုက်နိုင်ခဲ့ုံတင်မကဘူးသူ့ရဲ့ရီစားဟောင်းသုံးမကျတဲ့ရှမ်မူကိုလည်းနှင်ခဲ့သေးတယ်စိတ်ရောလူရောကျင်းနေနေတာကြောင့်3မီတာကျဲတဲ့ကတင်ကြီးပေါ်မှာနေမွန်းတဲ့တဲ့အထိအိတ်နေတာမောင်လေးနိုးပြီလားယူရန်ကပူတောက်ဝစ်စုံလေးနဲ့ကော်ဖီတစ်ခွက်ကင်ပြီးဝင်လာတယ်မင်းညကအားရပါရဖြစ်ခဲ့တာတွေကြောင့်သူ့မျက်နှာလေးကမြင်မြန်းနေပြီးဆိုင်ကြီးရဲ့စီးစိမ်တွေ့ကြမှာမိုးလက်လေးထဲမှာငိုနေခဲ့တဲ့ယောက်ျားကိုလုံးဝမေ့သွားပြီးရဲယူကကော်ဖီတငုံတောက်ပြီးလူယူရန်ကိုတစ်ချက်ဆွဲဖက်လိုက်တယ်ပြီးတော့ဂုံယူဝင်းကြွားစွာနဲ့ပြောလိုက်တယ်မင်းဖို့ချက်918လို့ခြင်းနဲ့မဟုတ်လားဒီနေ့ပဲငါတို့သွားဝယ်ကြတာပေါ့ငါတို့ရဲ့အချစ်ထိမ့်မှတ်ဖြစ်နေလေတကယ်လားအရန်ကောင်းတာပဲမောင်လေးကအကောင်းဆုံးပဲတီးလားလူယူရန်ကပျော်လုံးလို့အော်ဟစ်ပြီးရဲယူကိုဖက်ပြီးနမ်းလိုက်တယ်ဖို့ချက်918ကအနှိမ့်ဆုံးမော်ဒယ်ပဲဆိုပေမဲ့သူ့တငယ်ချင်းတွေကြားမှာတော့တနက်ဒီပတ်လုံးကြွားလို့ရနေပြီလေရန်ချမ်းမြို့မှာရှိတဲ့အကောင်းဆုံးဖို့ရှိအယောင်စင်တာမှာအပြင်စင်တွေကအရန်ကိုခန်းထားနေတာဈေးကြီးရဲ့ရီမွေးနှံတွေကလည်းပြတ်နေတယ်အယောင်ပြခန်းထဲမှာကားမျိုးမျိုးကအမှုပညာလက်ရာတွေလိုတလက်လက်တောက်ပနေတာပဲရဲယူနဲ့လူယူရန်ဝင်လာတဲ့အချိန်မှာအယောင်ဝန်ထမ်းတွေကတက်တက်ကြွကြွလာကြိုကြတယ်ရဲယူကတစိပ်ပါတဲ့အဝတ်စားတွေဝတ်ထားပြီးလက်ကဝတ်ထားတဲ့ရွှေရောင်ငေါကခန္ဓာကြီးကလည်းပြောင်းလဲနေတော့သူကအရေးကြီးတဲ့ဖောက်တယ်ဆိုတာသိတာနေတာပဲဝန်ထမ်းမလေးတယောက်ကခန်းဒါကိုလှုပ်ခါပြီးရှောက်လာတယ်တခင်လေးရဲ့လာတာဝမ်းတာပါတယ်ဒီနေ့ဘယ်ကားမျိုးကိုရှာနေတာလဲအနီအောင်ကိုရဆက်တဲ့အစ်လေးရောက်ထားတယ်တခင်လေးရဲ့စတိုင်နဲ့အရန်လိုက်မှာရဲယူကယူယူရန်ကိုလက်ညှိုးထိုးပြပြီးမောင်းမောင်းမာပြောလိုက်တယ်ဒီနေ့ကဒီအလှလေးအတွက်ပါကျွန်တော်တို့918ကိုကြည့်ချင်တယ်ဟုတ်ကဲ့ပါဒီဘက်ကိုကြွပါယူယူရန်ကရဲယူရဲ့လက်မောင်းကိုချိတ်ပြီးခေါင်းကိုမောလို့ရှောက်နေတယ်သူတစ်ပါးရဲ့မနာလိုတဲ့အကြည့်တွေကိုခံယူနေတဲ့ခေါင်းတစ်ကောင်လိုပဲပြီးတော့ဖုန်းထုတ်ပြီးကားတွေနဲ့တက်ပုံရိုက်ကလူမှုကွန်ရက်ပေါ်တင်ဖို့ပြင်နေတဲ့စာသားကိုတောင်စဉ်းစားထားပြီးဘဝတည်းရဲ့အစာမင်းရဲ့အချစ်တွေအတွက်ကျေးဇူးပါဆိုပြီးပေါ့အဲ့ဒီအချိန်မှာပဲအယောင်ပြခန်းရဲ့အလိုလျောက်တကားကြီးပွင့်သွားပြီးဝစ်စုံနဲ့လူငယ်တယောက်ဝင်လာတယ်သူ့ဝစ်စားကရိုးရိုးလေးပဲဘာတစ်စိမ့်မှမပါဘူးဒါပေမဲ့နားလေတဲ့သူကြည့်ရင်တော့ဒါဟာအီတလီကအကောင်းဆုံးအချုပ်စရာတွေလက်လက်ချုပ်ထားတဲ့ Golden Fleece Series ဆိုတာသိမှာပဲအဲ့ဒီဝစ်စုံရဲ့ဈေးနှုန်းကအခန်းထဲကကားတစ်ဝက်လောက်ဝယ်လို့ရတဲ့ဈေးပဲအဲ့ဒီလူကအရက်ရှိပြီးကြည်ကောင်းတယ်ရှောင်းလန်းတာကအေးစစ်စစ်ပဲနေကမျက်မှန်တက်ထားလို့မျက်လုံးကိုမမြင်ရပေမဲ့တကူလုံးကအေးဆက်ပြီးခံရတဲ့အချိန်ဝါတွေထွက်နေတာကြောင့်တခန်းလုံးတိတ်ဆိတ်သွားတယ်အဲ့ဒါရှမ်မူပဲဒါပေမဲ့တညလုံးအနားယူပြီးဦးလေးကျူပြင်ပေးထားတဲ့စတိုင်နဲ့ဆိုတော့အရင်ကအစားတောက်ပိုးတဲ့သူနဲ့လုံးဝမတူတော့ဘူးသူကအယောင်ဝန်ထမ်းတွေကိုဂရုမစိုက်ဘူးဝန်ထမ်းတွေကလည်းသူကကားကောင်းကောင်းနဲ့လာတာမဟုတ်တော့ဂရုမစိုက်ချင်ကြဘူးသူကအလဲကကားနာ
စီးရှိတဲ့နေရာကိုတန်းသွားတယ်အဲ့ဒီမှာပိတ်စအနီတွေအုပ်ထားတဲ့ကားနှစ်စီးရှိနေတာ Porsche 918 Spider အဖြူရောင်နဲ့ Lamborghini Venus တစ်စီးပဲတိတ်ပံကားတွေကလို့လှပနေတာလူကြီးမင်းအဲ့ဒီနာအရန်မကပ်ပါနဲ့စူးစူးဝဝအတန်တစ်ခုထွက်လာတယ်ရှမ်မူကရက်ပြီးဘေးဆောင်ကြည့်လိုက်တယ်အဲ့ဒါရေယူလို့ကိုဝန်ဆောင်မှုပေးနေတဲ့ဝန်ထမ်းမလေးပဲသူကရှမ်မူကိုကြည့်ပြီးကြည့်ကောင်းပေမဲ့မမှတ်မိဘူးလက်ဝဲရတနာတွေလည်းမပါတော့ဓာတ်ပုံလာရိုက်တဲ့အသေးမွားနဲ့ဖုန်းစတယောက်လို့ထင်နေတာဒီကားတွေကအကန့်အသတ်နဲ့ထုတ်တာဆေးရထင်သွားရင်လူကြီးမင်းရော်နိုင်မှာမဟုတ်ဘူးဝန်ထမ်းမလေးကမျက်လုံးနှံပြလိုက်တယ်လူကြီးမင်းလို့ခေါ်ပေမဲ့လေတံကတော့နှိမ့်နေတာအဲ့ဒီမှာအလကားတိုက်တဲ့ကော်ဖီရှိတယ်ဒါမှမဟုတ်တကားဝါကကားနဲ့သွားပြီးဓာတ်ပုံရိုက်လို့ရပါတယ်အတန်ကြာတော့ကားကြည့်နေတဲ့လူရန်နဲ့ရဲယူလို့လက်ကြည့်ကြတယ်ရှမ်မူကနေကမျက်မှန်နဲ့စပင်းစတိုင်ပြောင်းထားတော့လူရန်ကအစမှမမှတ်မိဘူးဒါပေမဲ့အဲ့ဒီလူရဲ့ဘေးဆောင်ကရင်းနှီးနေတယ်လို့ခံစားရပြီးဘာကြောင့်မှမသိရင်တော့ခုံလာတယ်အခုခေတ်စင်းရဲသားတွေကအရှက်မရှိလိုက်တာဒီလိုကားမျိုးကသူတို့လိုလူတွေနဲ့တန်တာမဟုတ်ဘူးလူရန်ကနှာခေါင်းရှုံပြီးပြောတယ်ဒီလိုလူတွေကလူမှုကွန်ရက်မှာကြွားဖို့တက်ပုံလာရကြတာတကယ်တော့တေးဖို့မြင်နေရအောင်ရှိကြတာမဟုတ်ဘူးရှမ်မူကမျက်မှန်ကိုချွတ်လိုက်တော့အေးဆက်ပြီးနှက်ဆိုင်နဲ့မျက်လုံးတွေပေါ်လာတယ်ဝန်ထမ်းကိုမကြည့်ပဲလူရန်နဲ့ရဲယူရဲ့မျက်နှာကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာလေတူးကခဲသွားတယ်လို့ပဲလူရန်ရဲ့အပြုံးတွေပျောက်သွားပြီးညက်လုံးတွေပြတ်ထွက်သွားတယ်တရေမြင်လိုက်ရတယ်လို့ပဲရှမ်မူလို့သူကအတန်တုံတုံနဲ့អော်လိုက်တယ်ဘလို့ဖြစ်နိုင်မှာလဲမနေ့ကမှခွက်ထဲကကိန်းမုတ်ကိုကောက်နေတဲ့ရှမ်မူမဟုတ်နိုင်ဘူးရှေ့ကလူကခံရပြီးအချိန်ဝါကအသက်ရှူရတာတောင်ခက်စေတယ်အရင်ကအစင်တမက်ချက်ကောင်းကောင်းရဖို့ငုံခံနေတဲ့လူနဲ့လုံးဝမတူတော့ဘူးသူတို့ကမတူညီတဲ့မျိုးစိတ်နှစ်ခုလိုဖြစ်နေတာဘာရှမ်မူဟုတ်လားရဲယူလဲကြောင်းသွားတယ်ရှမ်မူကိုအထက်အောက်ကြည့်ပြီးတဟားဟာရေချလိုက်တယ်အော်အဲ့ဒါကြောင့်ငါရင်းနာဒီနေတာကိုမင်းဒီအဝေးစားတွေဝဲဖို့ကြောက်ကရောင်းလိုက်ရတာလားရဲယူကရှမ်မူနားကတ်သွားပြီးပါးကိုပုတ်ဖို့လုပ်တယ်ဒါပေမဲ့ရှမ်မူကခေါင်းကိုရှောင်လိုက်တယ်မင်းရဲ့ညစ်ပတ်တဲ့လက်တွေနဲ့ငါ့ကိုမထိနဲ့ရှမ်မူကအေးစစ်စစ်ပြောလိုက်တယ်သူ့လေတံကပုံမှန်ပဲဆိုပေမဲ့ရဲယူရဲ့လက်ကလေထဲမှာတန်သွားတယ်ဟာဟာကြည်စမ်းပါအောင်မောက်မာနေလိုက်တာဟန်ဆောင်မနေပါနဲ့ရှမ်မူဒါက Porsche ရောင်းဆိုင်ကွာမင်းသမင်ပိုးတဲ့ရက်ကွက်မဟုတ်ဘူးအဲ့ဒီဝစ်စုံကအတူကြီးပါမင်းတထေးမကြီးတွေလာမိတာမဟုတ်လားအယောင်းဝင်နှမ်းမလေးကသူကအစားတောက်ပိုးတဲ့သူဆိုတာကြားတော့ပူနေသွားတယ်ရှမ်မူရှိမှပိတ်ရပြီးတကားကိုလက်ညှိုးထိုးပြတယ်လူကြီးမင်းအခုချက်ချင်းထွက်သွားပေးပါဒီမှာအဝတ်စားမတက်ရက်တဲ့သူတွေလာရှုပ်တာကိုအလိုမရှိဘူးရှမ်မူကသုံးတန်းတန်နဲ့သူ့ရဲ့ဝစ်စုံကိုငုံကြည့်ပြီးပြုံးလိုက်တယ်မင်းရဲ့အမြင်ကတော့ဒီလိုအနှိမ့်စားကားတွေကိုရောင်းဖို့ပဲတန်တာပဲသူကရဲယူလို့ကြည့်နေတဲ့918ကိုလက်ညှိုးထိုးပြီးပြောလိုက်တာယူရန်ကဒေါသထွက်ပြီးအော်တယ်နင်ဘသူကိုအနှိမ့်စားလို့ပြောတာလဲဝန်ထမ်းမလေးကလည်းဒေါသတကြီးနဲ့လုံခြုံရေးဒီစင်းရဲသားကိုအပြင်ထုတ်လိုက်စမ်းရဲယူကလည်းဆိုင်ရှင်လိုလေတန်နဲ့အော်တယ်လုံခြုံရေးတွေကတုတ်တွေနဲ့ရောက်လာပြီးရှမ်မူကိုရန်လိုတဲ့အကြည့်တွေနဲ့ကြည့်တယ်ယူရန်ကတော့ရှမ်မူကိုဝိုင်းထားတာကိုကြည့်ပြီးကျေနပ်နေတယ်နင်ဘလို့ပဲဘိုးနေရင်ထဲမှာတော့စင်းရဲသားပဲဒီမှာကပတ်စံကအမိတ်ပဲရှမ်မူဟန်ဆောင်မနေနဲ့တော့အခုချက်ချင်းထွက်သွားစမ်းနင်ကကားပြီးတစ်လုံးတောင်ဝယ်နိုင်မှာမဟုတ်ဘူးရှမ်မူကလုံခြုံရေးတွေကိုဘူးမဆိုင်ပဲအိတ်ထဲကငကားရုပ်ပါတဲ့ကတ်အမဲကိုထုတ်လိုက်တယ်ကျွန်တော်ကားလာဝယ်တာမန်နေဂျာကိုခေါ်လိုက်ဒီလိုကတ်တူနဲ့ကားလာဝယ်တယ်ဟုတ်လားဒါကကလေးတွေကစားတဲ့ကတ်ပြားနဲ့တူလိုက်တာမန်နေဂျာကိုတော့တွေ့ချင်သေးတယ်နင်ကဘယ်သူမို့လို့လဲဝန်ထမ်းမလေးကလည်းလှောင်နေလူကြီးမင်းပြဆက်ကနေနေတာရက်လိုက်ပါတော့လူကြီးမင်းကြီးကအသက်တာဆုံးပြီးတစ်လုံးကိုဝယ်နိုင်ရင်ကျမဝတ်ထားတဲ့ဖက်နှက်ကိုစားပြလိုက်မယ်ရှမ်မူကအပြုံးလေးတစ်ခုပြုံးလိုက်တယ်အဲ့ဒီအချိန်မှာပဲဒုတိယထပ်ကမန်နေဂျာရုံးခန်းတကားကြီးဝုန်းခနဲ့ပွင့်သွားတယ်ဝတ်စုံပြားနဲ့လူလက်ပိုင်းတစ်ယောက်ကပြီးထွက်လာတယ်သူ့ကွန်ပျူတာမျက်နှာပြင်မှာအဲ့ဒီကတ်ကိုမြင်လိုက်ရတဲ့အချိန်မှာထိုင်ကုန်ပေါ်ကတော့လက်ကျမတက်ဖြစ်သွားတာကားမန်နေဂျာတယောက်အနေနဲ့ဒီကတ်ကိုတထေးကြီးတွေရဲ့မဂ္ဂဇင်းထဲမှာမြင်ဘူးလေဒါကဘန်ကထုတ်တဲ့ကတ်မဟုတ်ဘူးထိတ်တန့်မိသားစုကြီးတွေရဲ့အမြင့်ဆုံးအာဏာပိုင်ကပြပဲဒီကက်ပိုင်ရှင်ရဲ့ချမ်းသာကြွယ်ဝမှုကတိုင်းလာလို့မရဘူးတော်ကြဆန်းအကုန်ရက်လိုက်ကြမန်နေဂျာကပြေးရင်းနဲ့អော်တယ်သူလောပြေးစင်းလာတာကြောင့်လေကားမှာခလုတ်တိုက်ပြီးခြေချင်းဝတ်တောင်နဲ့သွားတယ်ဒါပေမဲ့သူနာချင်းမှုကိုဘီးမဆိုင်နိုင်ဘူးအတင်းတိုးဝင်လာပြီးလုံခြုံရေးနဲ့ဝန်ထမ်းမလေးကိုတွန်းထုတ်လိုက်တယ်ဝန်ထမ်းမလေးကဘာဖြစ်မှန်းမသိပဲတိုင်သွားတဲ့အချိန်မှာအမြဲတမ်းမောက်မာတက်တဲ့မန်နေဂျာကချွေးပြန်ပြီးမျက်နှာတွေဖြူရောကရှမ်မူရှိမှာကုန်းပြီးလက်ကိုပေါင်းပြီးနဲ့အသေးချတုပ်လိုက်တယ်ပြီးတော့တုံရင်နဲ့လက်နှစ်ဖက်ကိုကမ်းပေးလိုက်တယ်တခင်လေးရှမ်မူတခင်လေးလာမယ်ဆိုတာကျွန်တော်မျိုးမသိလိုက်ရလို့ပါတကယ်ကိုခွင့်မလွတ်နိုင်စရာအမှားပါဗျာမန်နေဂျာရဲ့အတန်ကတခန်းလုံးမှာဟိန်းသွားပြီးအားလုံးတိတ်ဆိတ်သွားတယ်ရဲယူရဲ့အပြုံးတွေခဲသွားပြီးလူရန်ကတော့ငါးတကောင်လိုပါဇက်ဟောင်းလောင်းဖြစ်နေတယ်ဝန်ထမ်းမလေးကတော့မိုးချိုးပြစ်ခံလိုက်ရတယ်လို့ပဲဘာတွေဖြစ်ကုန်တာလဲဒီအနှက်ပိုးတဲ့ကောင်ကအရေးကြပြီးတဲ့ဖောက်တဲ့ကြီးဟုတ်လား